နဲ့ဘယ်လို message ပေးချင်လို့လဲပေါ့နော်နောက်ွယ်ကနီးဗျူဟာရောဘာလဲပေါ့လေဒါကိုသိချင်ပါတယ်ဟုတ်တာဟုတ်ပါတယ်ဒီရက်ဒီမှာဒါမင်းအောင်လိုင်းကဒါမင်းမျိုးနဲ့မန္တလေးကိုဥတို့ကိုလုံးထုတ်ပြီးသွားနေတာပေါ့နော်အဲ့တော့ဒီကာလအဲ့တော့ကျွန်တော်တို့ဒီလူလူလှုပ်ရှားမှုကနေဘာသတင်းစကားပေးချင်တယ်လဲဆိုတာကျွန်တော်တို့အိမ်မှာလည်းပြောခဲ့တဲ့ပါလေပါပဲနံပါတ်1လက်ရှိကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့လူမှုစီးပွားပြဿနာတွေအများကြီးဗျာအခုကုန်စည်နှုန်းတွေကြီးတဲ့မိုးပြောင်ခေါင်ခိုက်နေပြီနော်စီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးအကုန်လုံးဟိုးအဝီစီချောင်းတဲ့ရှိပြီးကျသွားနေ့စဉ်ဘဝဘာမှမလုံးကြုံတော့နော်ဘာမှမလုံးကြုံတော့ကျွန်တော်တို့ယူနီဖောင်းဝင်ရဲမြင်အော်တိုဘီကန်မျိုးကြောက်နေရတဲ့ဘဝဖြစ်ကုန်ပြည်သူတွေမှာနော်အဲ့တော့မျိုးပြလေးရောက်ခုနပြောတဲ့ဖိနေမှုနော်ဒါအတင်းအားထားမှစစ်မှုထမ်းဥပဒေဆိုတာကြီးနဲ့လူတွေကိုပေါ်တာဆွဲတဲ့တင်လန်းတွေကိုထည့်တယ်ကျင်းလက်မှလည်းနေတိုင်းဘုံတွေကျဲခံနေရတယ်စစ်ကြောင်းထိုးခံနေရတယ်အဲ့တော့ဒါတွေအားလုံးရဲ့ပင်မလက်တဲ့တရခံကဒီအာဏာသိမ်းမှုကြောင့်ဖြစ်တယ်မင်းအောင်လိုင်းအာဏာယူလို့ဖြစ်တယ်စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်တယ်အဲ့တော့ပြောချင်တာအာဏာရှင်စနစ်ကတကယ်တော့တေချာစဉ်းစားကြည့်ကြပါတက်မတော်အတွက်လည်းရန်သူပဲအခုမင်းအောင်လိုင်းအာဏာသိမ်းလို့မြန်မာတက်မတော်အတွက်ဘာကောင်းသွားတာရှိတယ်လဲမြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက်ဘာကောင်းသွားတာရှိတယ်လဲပြည်ခိုင်ဖြိုးတို့လိုဟဲ့လားနိုင်ငံရေးပါတီတွေအတွက်ရောဘာတစ်ခုကောင်းသွားတယ်လဲဒီအာဏာရှင်စနစ်ဒီတိုင်းပြည်ရဲ့ဘုံရန်သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီလူထုလှုပ်ရှားမှုကနေအလေးနဲ့သတင်းစကားပါပါတယ်ဒါအပြင်ကျွန်တော်တို့ကြည့်လိုက်ပါတော့မြန်မာပြည်လူ့လက်ရေးရတဲ့နှစ်ပေါင်း80ကျော်80နိုင်ငံရေးတပ်မန်ကတက်တည်ပြပြီးကျွန်တော်တို့တိုင်းပြည်တကယ်တည်ငြိမ်ခြင်းနဲ့တကယ်ကြွယ်ဝချမ်းသာခြင်းနဲ့ကဘာမှာမြန်မာဟိဆိုပြီးရေမောင်တန်းပြီးတော့နော်ဒါကဘာအစ်စ်မီတိုင်းပြည်တစ်ခုဖြစ်ချင်တဲ့ဟိဆိုတေးကြတယ်ကျွန်တော်တို့နိုင်ငံကိုတကယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ်တကယ်စစ်မှန်တဲ့ဖက်ဒရယ်စနစ်နဲ့တည်ဆောက်မှသာရပါလိမ့်မယ်ဒါကြောင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဒီကျွန်တော်တို့တိုင်းသူပြည်သားအားလုံးရဲ့ဒါဘုံရည်မှန်းချက်ပန်းနိုင်လေးဖြစ်တယ်အာဏာရှင်စနစ်ခြုံငင်းရေးကကျွန်တော်တို့ရဲ့ဒါဘုံလုပ်ငန်းစဉ်ဘုံတာဝန်လည်းဖြစ်တယ်ပေါ့ဗျာဒါကိုကျွန်တော်တို့ဒီလူလူလှုပ်ရှားမှုကနေထပ်လောင်းပြီးတော့သတင်းစကားပါပါတယ်အဲ့တော့ဒီနေရာမှာပြောစရာတစ်ခုရှိလာပါတယ်အာဏာရှင်စနစ်ကြီးကိုစန့်ကျင်ရတာကျွန်တော်တို့ကအင်မတန်မှအရင်အနည်းကြီးလာပါတယ်ဆုံးရှုံးထိခိုက်မှုတွေလည်းများလာပါတယ်နော်အသက်တွေဘဝတွေသွေးတွေချွေးတွေအများကြီးပေါ့ဗျတိုးတော့ကျွန်တော်တို့အလေးနဲ့ပြောချင်တာဒီအာဏာရှင်စနစ်ကိုမစန့်ကျင်ပဲမတွန်းလှန်ပဲခေါင်းငုံလဲဆင်းခံရင်ဖြစ်မဲ့နောက်ဆက်တွဲဆိုးကျိုးအာဏာရှင်စနစ်ကြီးတက်ဆိုးရှည်သွားရင်အမြင့်တွယ်သွားရင်ဖြစ်လာမဲ့နောက်ဆက်တွဲဆိုးကျိုးတွေကအစမတန်ပို့ပြီးတော့များပြတဲ့အစမတန်ပို့ပြီးတော့ပြင်းထန်တဲ့အတွက်ကျွန်တော်တို့ဒီအာဏာရှင်စနစ်ကိုတမိုင်းပေးတာဝန်အရာဆက်လက်ပြီးတော့စန့်ကျင်တွန်းလှန်သွားကြမှာဖြစ်တယ်ပြည်သူသားအဓိကဖြစ်တယ်ပြည်သူအားနဲ့အတူဒီအာဏာရှင်စနစ်စန့်ကျင်ရေးကိုအစွမ်းကုန်ဆက်လက်ဆောင်ရွက်ကြမယ်ဆိုတာကိုကျွန်တော်တို့ဒီလူထုလှုပ်ရှားမှုကနေပြည်သူလူထုကအလေးနဲ့သတင်းစကားတင်ပြလိုက်တာဖြစ်ပါတယ်